ကကြတော့အလုပ်ချိန်တူတူလုပ်ပေမဲ့ career မှာကြတော့ growth ရနေတယ် opportunity တော်တော်များများနဲ့လည်းသူကထိစပ်ခွင့်ရလိုက်တယ်ပေါ့ငါတို့ဒီနေ့ဘယ်လောက်အလုပ်များခဲ့တယ်လဲမဟုတ်ဘူးပေါ့နော်ငါရဲ့ဒီနေ့လုပ်ခဲ့တဲ့အလုပ်တွေကငါရဲ့ career ကိုဘယ်လို skills တွေတိုးတက်စေခဲ့တယ်လဲအလုပ်များတာနဲ့တိုးတက်တာနဲ့ကမတူဘူးပေါ့နော်အဲ့ဒါကိုသတိထားမိကြသလားပေါ့အလုပ်များနေတိုင်း busy နေတိုင်းဒီလူကတိုးတက်နေတာမဟုတ် career growth ရနေတာမဟုတ်ပေါ့တချို့လူတွေကတစ်နေ့ကို10နာရီ12နာရီလောက်အလုပ်လုပ်နေကြတယ်3နှစ်လောက်5နှစ်လောက်ကြာလဲဒီ scale ရဒီ scale ပဲဒီထက်ဒီ area မှာပဲလည်နေရပေါ့နော်အဲ့လိုမျိုးတွေမပြောင်းမလဲဖြစ်နေကြတယ်တချို့ကကြတော့အလုပ်ချိန်တူတူလုပ်ပေမဲ့ career မှာကြတော့သူ့ရဲ့ career မှာ growth ရနေတယ် opportunity တော်တော်များများနဲ့လည်းသူကထိစပ်ခွင့်ရလိုက်တယ်ပေါ့ဒါတော့ exposure လို့ခေါ်မှတင်တယ်80-20 rules အရာဆိုရင် career growth ရဲ့ 80% ဟာတဲ့တင်လုံနေတဲ့အရာအလုံးကနေလာတာမဟုတ်ဘဲနဲ့အရေးကြီးတဲ့ activities 20% ကနေလာတာဖြစ်ပါတယ်တဲ့ဥပမာအားဖြင့်ဆိုရင် career တူတဲ့လူ2ယောက်ပေါ့နော်လုပ်ငန်းဝင်မှာတူတူလုပ်ကြရဲဆိုပါစို့ပထမတစ်ယောက်က daily job တွေ routine job တွေကိုပဲသူကလုပ်နေမယ်သူ့ရဲ့ career ကိုတိုးတက်စေတဲ့အရာတွေကိုသူ explore လုပ်ခြင်းမရှိဘူးပေါ့နော်ဒါ daily job routine job တွေကိုပဲသူပုံမှန်လုပ်နေမယ်သူလုပ်ဆရာရှိတာကိုပဲသူလုပ်နေမယ်နောက်တစ်ယောက်ကကြတော့ daily job routine job တွေအပြင်ကိုသူ့ရဲ့ career ကို explore လုပ်ဖို့အတွက် new skills တွေကိုလေ့လာနေတယ်ပြီးတော့မျက်စိပွင့်နားဆွင့်ထားပြီးတော့ new skills တွေကိုလေ့လာနေတယ် new opportunity တွေကိုလည်းသူကရှာဖွေနေတယ်ပေါ့နေ့အနိုင်ငယ်ကြာလာတဲ့အခါမှာပထမတစ်ယောက်ကလုပ်နေကြအလုပ်ကို routine job ကိုလုပ်နေတာဖြစ်တဲ့အတွက်သူကကျွမ်းကျင်မှုတော့လုပ်နေကြအလုပ်ပေါ်မှာသူကကျွမ်းကျင်မှုရှိလာတဲ့အတွက်ယာရူးတိုးတာလစာနဲ့ငယ်တိုးလာတာတော့ရှိလာနိုင်တယ်ဒါပေမဲ့ဒုတိယတစ်ယောက်ကကြတော့လက်ရှိအလုပ်မှာသူလည်းယာရူးတိုးလစာတိုးလာနိုင်တာရှိတယ်လို့ဒါပေမဲ့သူ့ရဲ့ career နဲ့ဆက်တဲ့သူက new area ကိုထိထိပို့စူးစမ်းတယ် new skills တွေကို learning လုပ်ဖို့စူးစမ်းတာဖြစ်တဲ့အတွက်ကြောင့်မို့သူကိုခန့်နိုင်တဲ့ area ကပို့ပြီးတော့ကျယ်လာတယ်ပေါ့နော်ဒါဘာလို့ဆိုလို့လဲဆိုရင်သူဟာသူ့ရဲ့ skills ပေါ်မှာအချိန်နဲ့အင်အားကိုရင်းနှီးမြှုပ်နှံခဲ့လို့ဖြစ်တယ်ဒါကြောင့်မို့ကျမတို့ကမေးတဲ့မေးခွန်းကဘာလဲဆိုရင်ငါတို့ဒီနေ့ဘယ်လောက်အလုပ်များခဲ့တယ်လဲမဟုတ်ဘူးပေါ့နော်ငါရဲ့ဒီနေ့လုပ်ခဲ့တဲ့အလုပ်တွေကငါရဲ့ career ကိုဘယ်လို skills တွေတိုးတက်စေခဲ့တယ်လဲငါဘယ်လို new opportunity တွေနဲ့ထိတွေ့ခွင့်ရရှိခဲ့တယ်လဲဘယ်လို people တွေနဲ့ငါဆက်ဆံခွင့်ရရှိခဲ့တယ်လဲဆိုတာပေါ့မှာများစွာမိခိုးနေပါတယ်ဒါကြောင့်လို့ career growth ဆိုတာအလုပ်များနေတာတခုတည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တန်ဖိုးကိုမြင့်ပေးနိုင်တဲ့အရေးကြီးသော 20% သော skill set ကိုသင်ယူခွင့်ရနေခြင်းဒါမှမဟုတ်ရင်ထိတွေ့ခွင့်ရနေခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်ရှင် Financial Vigilance Post ကို like and subscribe လုပ်ထားပြီးတော့တောင်းဆိုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်